မမဝိုင်မျက်နှာလောက်ရှိတယ်တောင်းတောင်းဟဲအော်ဒါပါတီးဒါကြီးဟာစိမ့်ဂျိုတရက်တီးအခုတော့ဝင်းရောင်အောင်ဖြစ်နေပြီနော်အစိမ့်စားရတယ်ဒီစိမ့်ဂျိုတဲ့ကဲအစိမ့်ဆိုရင်ချိုလားမချိုလားဆိုတာကိုခွဲစားကြည့်မယ်တုံတုံရေစိမ့်ဂျိုကလေးတလားစိမ့်ဂျိုတော့မဟုတ်ဘူးမဲ့ဂျိုဖြစ်သွားပြီဟဲ့အနက်လေးကတော့မှုရင်းညာပဲတော်မှုရောကဲဒါဆိုရင်မဲ့ဂျိုမှာရောချိုသေးလားဆိုတော့မြည်ကြည့်မယ်နော်ကဲမြည်ကြည့်ပါဦးချိုလားဖြည်းဖြည်းစားဖြည်းဖြည်းစားမမေစိန်ကလုံးကိုမို့တော့ဒါလေးလေးလေးကြီးချိုရတော့မဟုတ်ဘူးပေါ့နော်စိန်ချိုဒီကထားတာနည်းနည်းကြာပြီးတော့အမဲလုံးဟာဒါမဲ့နော်တော်တော်ရုပ်ကြီးရနော်မမဝိုင်ရဲဆိုလက်တထွားကြော်ကြော်လောက်ထိရုပ်ကြီးရလေဒီရမလားအဲ့ဒါကမှလေတစ်လုံး4000ပဲပေးရတော့ဘာဖြစ်တော်တော်လေးအသားလေးများရတဲ့ကြောင့်တန့်နေတော်တော်ကြီးထပ်စားမယ်လားမလေးကြည့်သားတယ်တုံတုံလေးကတော့ကြိုက်ပါတယ်တုံတုံမစားဘူးလေအသီးလေးတစ်သီးရှိရဟောစားချင်နေပြီလားဒီမှာတုံတုံဒါပါသီးရလေဒါပါသီးဘာသီးလဲဆိုတာမသိတော့ဘူးမမဝိုင်တို့တော့မလဲထွက်သွားတာပဲမမဝိုင်တို့စားဖို့လေမမန်းသီးရကြအနီရောင်လေးဒီမမန်းသီးရကြတော့အစိမ့်ပုံစံလေးဖြစ်နေတယ်ဒါလေးတွေကကြမမန်းချိုလို့ခေါ်တယ်ကဲခြုံချိုကတော့တုံတုံလေးမြည်ကြည့်ပါဘလို့နေလဲတုံချိုလားစားကြုံမုံလေးနဲ့တို့စားကြည့်မယ်ဟိုကောင်းတယ်တုံတုံတော့မတို့နဲ့နည်းနည်းဆက်လို့နော်တုံတော့ဒီတိုင်းပဲစားတုံတော့ခုနကလေတရက်သီးရဲ့ဒီမမန်းချိုရဲ့ဘယ်ဟာပူကြိုက်လဲမကော